အရာချိန်ငွေနှစ်ကွင်းနဲ့ဒါဗျာဘယ်လိုများပြင်ဆောက်တာမခဏလာပြီ 1 2 3 1 2 3 1 2 3ဒီလားရောဘောဘုရားပိုင်လိုက်ဟဲ့ကြောဝေးငိမ့်လိုက်လားရောရှာပါအဲ့ဒီလိုလက်တော့ကလေးတွေနဲ့နော်လောင်းမယ်1 2 3 1 2 3 1 2 3 1 2 3အဲ့ဒီလိုအဆောင်လေးတွေလောလောဒါအမလီနော်လောမမကြောက်ဘူးဒီတိတ်လာရင်တော့တို့ဒါမျိုးပဲပိုင်ပါနော်ရိုးသားလို့ကျိုးတော့ပါလေဆိုတော့ကျွန်တော်တို့ရဲ့ဘိုးရဲ့အမွေကိုလက်စိကတင်းတင်းဆောက်ရှောက်ပေးနေတယ်သမီးငယ်လေးချင်းတယ်နဲ့တိတ်တော့လို့မရဒေချာကြည့်တာလို့ဒီအိမ်ငိုက်နေတာလား